လက်ဖြံရိုးပေါ်ကဒွိဟာကိုဟာဓာတ်တန်လက်နဲ့ညစ်တစင်းပါစွန်အားချင်းတွေနဲ့ငင်းငင်းလေးစီးစင်နေမိရင်နားလည်ပေးမှာလားကိုဟာမီးလောင်နေတဲ့တဲအိုပြတ်ပါပူလောင်ခြင်းတက်ပြင်းရှည်တွေမင်းပါပြင်ပေါ်လာဟတ်တဲ့အခါတွန့်ဆုတ်သွားမှာလားကိုဟာတပုံပါအာနာရှင်ရှေးရိုးဆွဲဝါဒလူအဖွဲ့အစည်းနဲ့ငွေကြေးဒဏတွေကိုကိုနီးကိုဟန်နဲ့တော်လှန်တဲ့အခါခနဲ့စကားဆိုမှာလားကိုကမင်းလက်ကလေးကင်ခွင့်ရတဲ့အခါကဘာတစ်ချမ်းကိုကိုကပိုင်ပြီးမင်းကကိုလက်ကိုမဖြုတ်ချရင်တော့ကဘာကြီးတစ်ခုလုံးကိုမင်းကပိုင်လိုက်မယ်မောင်ဆောင်ခ